ကရင်ပြည်နယ်မြောင်းဝတီမြို့နယ်ဖလူးကြီးရွာမှာရှိတဲ့ရှင်တာပေါက်ကြားဖြတ်ငွေလိမ်ခြံထဲကိုစစ်တပ်ကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတဲ့အပြင်နေရက်ပြန်မှုကြောက်ရွံ့နေတဲ့ကြားဖြတ်လုံသားတွေကလည်းခြံဝင်းအတွင်းမှာမီးတွေရှို့ကမငြိမ်မသက်ဖြစ်အောင်လှုပ်ဆောင်နေတယ်လို့မနေ့ကဒီဇင်ဘာလ6ရက်နေ့မှာ KNU ကသတိပေးထုတ်ပြန်လိုက်ပါတယ်။မနေ့ကဒီဇင်ဘာလ6ရက်နေ့ဒေသစံတော်ချိန်9:25မိနစ်အချိန်စစ်တပ်က60မမလက်နက်ကြီးတွေနဲ့ကြားဖြတ်ရှင်တာပေါက်ငွေလိမ်ခြံဝင်းတွေကိုနှလုံးပစ်ခတ်ခဲ့တာကြောင့်ခြံဝင်းထဲမှာရှိတဲ့ KNU ရဲ့မြေပြင်အရက်သားကဲဖြတ်အဖွဲ့ဝင်တွေပါဝင်လူတချို့ထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်။ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်နေ့မြန်မာစံတော်ချိန်17:15မိနစ်အချိန်ကလည်းမင်းလက်ပံဒေသကိုအကြမ်းဖက်စစ်တပ်ကလက်နက်ကြီးအမြောက်အလုံးပေါင်း9လုံးထပ်မံပစ်ခတ်ခဲ့ပြီး3လုံးမှာတောင်ရမြစ်တစ်ဖက်ချမ်းထိုင်းနိုင်ငံဘက်ကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်ထိုင်းနိုင်ငံကအရက်သားတွေဒဏ်ရာရရှိခဲ့တယ်လို့ကြံလေးလုံးမှာတောင်ရမြစ်ကမ်းပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပါတယ်။ဒီလိုမျိုးပဲဒီဇင်ဘာလ3ရက်နေ့ကလည်းမင်းလက်ပံဒေသအနီးတိုက်ပွဲတွေကနေလွင့်စင်လာတဲ့ပုံစံတွေနဲ့ကြီးစံတွေကြောင့်ထိုင်းဘက်ချမ်းမှာရှိတဲ့လူနေကိုလုံးပျက်စီးခဲ့ပါတယ်။အဲ့လိုအကြမ်းဖက်စစ်တပ်ကရှင်တာဖရရှိယာကိုလက်နက်ကြီးတွေနဲ့တိုက်ခိုက်နေတာကရည်ရွယ်ချက်ရှိပြစ်မှတ်ထားတိုက်ခိုက်နေတာလို့ KNL မြေပြင်တပ်မှုတွေကမှတ်ချက်ချထားတယ်လို့ဆိုပါတယ်။အခုလိုလုံခြုံရေးခြေအနေတွေဆိုးရွားလာတာကြောင့်ထိုင်းရနာပိုင်တွေကစာတင်ကျောင်းတချို့ကိုပိတ်ခဲ့ပြီးမဲဆောက်မှာရှိတဲ့ထိုင်းမြန်မာနယ်စပ်စစ်ဆေးရေးဂိတ်ကို9ရက်ကြာပိတ်သိမ်းမယ်လို့ကြေညာခဲ့ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ21ရက်နေ့ရှင်တာဖောက်ငွေလိမ်ခြံဝင်းကို KNU တပ်တွေကစတင်ထိန်းသိမ်းပြီးကြတဲ့ကအာနာသိန်းစစ်တပ်ကအဲ့ဒီငွေလိမ်ခြံဝင်းဒီမှာအနည်းဆုံး၄ချောင်းတိုက်ခတ်မှု3ကြိမ်ပြုလုပ်ခဲ့ပြီးလက်နက်ကြီးတွေနဲ့လည်းရန်တမ်းပစ်ခတ်ခဲ့ပါသေးတယ်။ဒါအပြင်နိုဝင်ဘာလ30ရက်နေ့က120မမလက်နက်ကြီးတစ်လုံးဟာစကမ်ချန်ဝင်းထဲကိုကြားရောက်ပောက်ကွဲခဲ့ပြီးကြံ3လုံးကလည်းရှင်နာဖာစကမ်ချန်ဝင်းကနေနေရက်ပြန်ဖို့ထွက်ခွာလာသူများစွာယာယီခိုလုံနေရာနီးတောင်ရင်မြစ်ကမ်းပေါ်ကိုကြားရောက်ပောက်ကွဲခဲ့ပါတယ်။အဲ့ဒီအပြင်ရှင်နာဖာအတွင်ကြံရှိနေသူတွေကလည်းခြံဝင်းထဲမှာတနေ့လုံးလိုမီးရှို့ပြီးခြံဝင်းအတွင်းမငြိမ်မသက်မှုတွေဖြစ်အောင်ဇက်တိုက်လှုပ်ဆောင်နေပါသေးတယ်။အဲ့ဒီလိုလှုပ်ဆောင်နေသူတွေဟာသက်ဆိုင်ရာထိုင်းရနာပိုင်တွေကနေတဆင့်နေရက်နိုင်ငံကိုပြန်နိုင်ဖို့ KNU ကစီစဉ်ပေးတာကိုညှင်းဆန်ခဲ့ကြသလိုခြံဝင်းထဲကနေထွက်ဖို့ကိုလည်းညှင်းဆန်ခဲ့ကြသူတွေဖြစ်ပါတယ်။အခုအခါသူတို့ဟာကိုနီကိုဟန်နဲ့ထွက်ခွာခွင့်ပြုဖို့နဲ့သူတို့ရဲ့ကိုယ်ပိုင်အစီအစဉ်တွေနဲ့ Charles Cam ခြံဝင်းတွေကိုတွားခွင့်ပေးဖို့ကိုနှီးမျိုးစုံနဲ့ဖိအားပေးတောင်းဆိုလာကြတယ်လို့ KNU ဘဟုကအသိပေးထားပါတယ်။အဲဒါကြောင့်ရှင်နာဖရနဲ့အနီးတစ်ဝိုက်မှာရှိတဲ့လုံခြုံရေးအခြေအနေတွေပုံမဆိုးရွားလာသလိုတရားဥပဒေနဲ့ရင်ဆိုင်ရမှာကိုကြောက်ရွံ့တာတွေကြောင့်လည်းကြန့်ရှိနေသူတွေကတော်တော်များများကလည်းညအချိန်မှာနေရန်ပေါ်ကိုခုန်ကျော်ပြီးအပြင်ကိုထွက်ပြေးခဲ့ကြတယ်လို့သိရပါတယ်။ဒါကြောင့်ကရင်မျိုးသားစီယုတ် KNU အနေနဲ့ရှင်နာဖရခြံဝင်းအတွင်းမှာမိမိသဘောနဲ့ကြံရင်နေထိုင်သူတွေနဲ့မလိုလားအပ်တဲ့ထိတ်တက်ရင်ဆိုင်မှုတွေမဖြစ်ဖို့နဲ့ပုံမပြင်းထန်လာတဲ့စစ်ပွဲတွေရဲ့တန်ကိုခန်းစားနေကြရတဲ့ထိုင်းမြန်မာနယ်စပ်နှစ်ဖက်စလုံးကအရက်သားပြည်သူတွေအပါအဝင်ရှင်နာဖခြံဝင်းထဲမှာရှိနေသူတွေဘေးကင်းလုံခြုံရေးကိုအဓိကကာကွယ်ဆောက်ရှောက်ဖို့အတွက်ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNL အနေနဲ့လှုပ်သိမ်းလှုပ်ထိုက်တာကိုဆက်လက်လှုပ်ဆောင်သွားဖို့ကိုအာဏာအပ်နှင်းလိုက်တယ်လို့ဆက်ပြီးအသိပေးထားပါသေးရဲ့ရှင်။